ဒီနေ့ဒီဝီမှာ Mitsubishi PNC program lesson တစ်ခုပေါ့လေ lesson တစ်ခုဆိုတော့ Mitsubishi PNC program မှာ Mitsubishi software ပေါ့လေ software သုံးမျိုး program ဆွဲမယ်ပေါ့လေ PNC program ဆွဲတဲ့အခါမှာကျွန်တော်တို့အခြေခံလိုအပ်တဲ့သိဖို့လိုအပ်တဲ့နေရာတွေရှိတယ်ပေါ့သိဖို့လိုအပ်တဲ့နေရာတွေဆိုတာကျွန်တော်တို့ bit byte တွေ word byte တွေအကြောင်းသိဖို့လိုတယ်ဟို data type ဘယ်လိုပြောမလဲ binary to decimal binary to hexadecimal ပေါ့လေအဲ့ဟာရဲ့ဂျားထဲမှာဘယ်လို chain data type တစ်ခုနဲ့တစ်ခုကြာဘယ်လို chain သွားလဲပေါ့ဘယ်လိုလုပ်လဲနောက်ပြီးတော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော် binary code နဲ့ decimal ဆိုတဲ့အကြောင်း binary code လုပ်ထားတဲ့decimal ကိန်းဂဏန်းတွေအကြောင်းပေါ့လေဒီဗီဒီယိုမှာဒီ lesson တစ်ခုပေါ့ဒါကတော့ Mitsubishi FACD programming manual ပေါ့လေဒါ manual စာအုပ်ထဲကနေပြီးတော့ခေါင်းလုပ်ပြီးတော့ဒီ lesson ဗီဒီယိုတစ်ခုလုပ်မှာပေါ့လေJWord software ဖွင့်ထားပြီးတော့ရှိတယ် project အသစ်တစ်ခုယူလိုက်မယ် new FACD ထားတော့ဒါကတော့ကိုသုံးမဲ့ PNC model CPU type PNC type ပေါ့လေ CPU type မျိုးစောက်ကိုမူတည်ပြီးတော့ဒါရွေးချယ်မှာဖြစ်ပါတယ် FACD QCD LCD ပေါ့ကိုသုံးမဲ့ CD ကိုမူတည်ပြီးတော့ရွေးချယ်ရမှာဖြစ်တယ်အဲ့ဒါဆိုကျွန်တော် new project တစ်ခုယူလိုက်မယ် new project တစ်ခုယူလိုက်မယ်ဆိုတော့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ပထမဆုံး bit byte ပေါ့ bit byte PNC program ဆွဲတဲ့အခါ bit byte တွေပါတယ်လေ bit byte တွေဆိုတာက binary code ကို1010ပေါ့လေဖွင့်မယ်ဆိုလို့1ပိတ်မယ်ဆိုရင်0အဲ့ chain တွေကိုသုံးတဲ့ byte ပေါ့လေဘာလို့ရှိလဲဆိုတော့အလွတ်ပဲပြောလိုက်မယ်ပေါ့လေနော်အလွတ်ပဲပြောလိုက်မယ်ပေါ့နော်အဲ့0ပေါ့လေဒါ input byte input bit byte ပေါ့ input လုပ်ရတဲ့ byte output ဆိုလို့ရှိရင်y0ရှိမယ်နောက်ဆုံးနောက်တစ်ခုရှိမလဲဆိုတော့နောက်တစ်ခုပေါ့သူတို့ internal relay ဆိုတဲ့ m type တွေပေါ့လေauxiliary relay လို့လည်းခေါ်တယ်ပေါ့လေ m type တွေရှိတယ် m type m1 m0 ပေါ့လေဆိုချင်တာ m relay တွေရှိမယ်ပေါ့နောက်ပြီးတော့ statement ဖော်ပြတဲ့ s relay တွေလည်းရှိမယ် s0 ပေါ့ statement ဖော်ပြတဲ့ s တွေရှိဆိုတော့ဒါတွေက bit byte တွေဒါတွေက bit byte bit byte ဆိုတာဘယ်လိုမျိုးလဲဆိုတော့ချက်ဒီကောင်ကို combine လုပ်လိုက်မယ်ဘယ်လိုလုပ်လဲ offline simulation လုပ်ကြည့်ပေါ့ bit byte ဆိုတော့ပါလဲပေါ့ဆိုတော့ကျွန်တော် number တွေဒီဗီဒီယိုမကြည့်ခင်ကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာဗီဒီယိုတစ်ခုလုပ်ထားတာရှိတယ်number system အကြောင်းပြောတာပေါ့ခြေခံအကြောင်းတရားလေးတွေခြေခံသိဖို့လိုအပ်တဲ့ number တွေရဲ့ကိန်းစဉ်အကြောင်းတရားလေးတွေပေါ့ပြန်ရှင်းမှာဆိုလို့ရှိရင်ဒါ binary နဲ့binary ကိန်းဂဏန်းရဲ့ decimal ကိန်းဂဏန်းရဲ့ hexadecimal ကိန်းဂဏန်းရဲ့ဆိုပြီးတော့ကိန်းဂဏန်းသုံးခုအခြေပြုပြီးတော့အလုပ်တဲ့သဘောပေါ့လေအဲ့ဒီအကြောင်းအရာတွေကိုရှေ့ဗီဒီယိုတစ်ခုမှာကျွန်တော်ရှင်းပြထားပြီးတော့ရှိပါတယ်အဲ့ဗီဒီယိုသွားကြည့်လို့ရပါတယ်ဒီကောင်ကတော့အဲ့နောက်မှကြည့်ရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့လေဒါပေမဲ့ဒီဗီဒီယိုမှာလည်းကျွန်တော်ဆက်ပြီးတော့ပြောသွားမယ့်အရာရှိပါဆိုတော့ပထမဆုံး bit ပေါ့ bit ဆိုတာက binary ကိန်းဂဏန်း10ပေါ့ဖွင့်မယ်ပိတ်မယ်ပေါ့ဆိုတော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် online simulation လုပ်ထားတယ်ပေါ့ PNC ဒီ hardware device ရှိတယ်ဆိုလို့ရှိရင် hardware device ထဲကိုဒီ program လေးထည့်လိုက်ဒီ upload လုပ်ပြီး run လိုက်ပေါ့လေဒီမှာဆိုလို့ရှိရင်တော့ဒီ software မှာပဲ PNC software မှာပဲ online simulation လုပ်တယ်လုပ်ပြီးတော့ bit byte ဆိုတဲ့သဘောတရားအခု A0 က0ချင်နေမှာရှိမပွင့်ဘူးပေါ့လေ binary ကိန်းဂဏန်းရဆို0ဖြစ်နေတယ်မပွင့်တဲ့အတွက် y0 လည်းပွင့်ဘူး m0 လည်းပွင့် r0 လည်းပွင့်ဘူးဒါမျိုးပေါ့ဒါဒီကောင်လေးက bit byte ဆိုတော့ဒီကောင်ကိုကျွန်တော် debug လုပ်လို့1ဆိုတဲ့အခြေအနေပေါ့ပွင့်တဲ့အခြေအနေဖြစ်သွားပြီဆိုလို့ရှိရင်ဒီ output byte bit byte တွေဖြစ်တယ် output byte တွေကလည်းပွင့်သွားတယ်ဒါ bit ရဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင် AYMS ဒီကောင်လေးက bit byte ကြီး bit byte are bistable ဆို0 1ဆိုတဲ့အခြေအနေနှစ်ခုပေါ့လေ0 1ဆိုတဲ့အခြေအနေနှစ်ခုပေါ်မှာလုပ်တယ် binary ကိန်းဂဏန်းဒီကောင်ရှိမယ်8 bit 16 bit 32 bit ပေါ့လေဒါ bit byte တွေရှင် bit စီပါဆိုရင်32 bit ပေါ့32 bit ထိရှိမှာပေါ့လေဆိုကြပါစို့ bit byte တွေကိုကျွန်တော်တို့က individual bit byte individual အနေနဲ့လည်းသုံးလို့ရတယ်လို့ group အနေနဲ့လည်းသုံးလို့ရတယ်တဲ့ဆိုတော့ individual နဲ့ group နဲ့ဘာကွာလဲပေါ့ individual group တော့ဘာပြောရလဲပေါ့ကျွန်တော်ဒီ
ဒီမှာဆိုလို့ရှိရင်ဒါတစ်ခုချင်းစီ A0 ဖွင့်ရင် Y0 ဖွင့်မယ်ပေါ့လေဒါတစ်ခုချင်းစီအလုပ်လုပ်တယ်ပေါ့လေဒါမှမဟုတ်ဘူးကျွန်တော်တို့က group အနေနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တဲ့K1 portion statement identify the ratio of the byte close ပေါ့ဆိုတဲ့ဟာက0 to 8ထိကိုစားပြုတယ်ပေါ့8ဆိုတာ0ဆိုရင် K0 ဆိုတာမရှိဘူးဗျာK1 ဆိုလို့ရှိရင်သူက 4 bit ကိုကိုစားပြုတယ်1ဆိုတဲ့ကိန်းကဏ္ဍ4 bit ကိုကိုစားပြုတယ်ပေါ့နော်K8 ဆိုတဲ့ကိန်းကဏ္ဍ32 bit ကိုကိုစားပြုတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာစာရေးထားတယ်K1 Y0 လို့ကျွန်တော်တို့ကရေးထားတယ်ဆိုလို့ရှိရင် Y0 ကနေစပြီးတော့4 bit Y0 Y1 Y2 Y3 4 bit အလုံးလုံးမယ်ဆိုတဲ့သဘောဆောင်တယ်ပေါ့ဗျာK1 810ဆိုလို့ရှိရင်810ကနေစပြီးတော့10 11 12 13ဆိုတဲ့ဒါနောက်က4 bit နောက်က4 bit senior 4 bit ပေါ့နောက်ကနန်းတွေဘယ်လေးခုပွင့်မယ်โอเคပါပြောနေရတဲ့ဆိုင်ဘယ်လိုလုပ်လဲဆိုတာတစ်ချက်ကြည့်လို့ရပါတယ်โอเคကျွန်တော်ဒီနေရာမှာ810ယူလိုက်မယ်ပေါ့ anti 810ဆိုပြီးတော့ယူလိုက်မယ်ဒါမှမဟုတ်လေဒီကောင်တွေကကျွန်တော် internet bit တွေသုံးလို့ရတယ်နော် bit တွေသုံးလို့ရတယ်ဆိုတာ1ပေါ့နော် move instruction သုံးလိုက်မယ်ဆိုတော့ K1 A0 လို့A0 လို့ရေးလိုက်မယ်အရှင်းပါပြောအောင်K1 A0 D0 ပေါ့လေ D0 ဆိုတာ data register ဆိုတော့ဒီကောင်က group ဖွဲ့ပြီးတော့ဒီ bit byte တွေကို group ဖွဲ့ပြီးတော့သုံးပြချင်လို့ပေါ့လေကျွန်တော်ဒီကောင်ကိုချိန်လိုက် bit 13ဒီကောင် bit byte တွေအကြောင်းပြောထားတာဆိုတော့ကျွန်တော် combine လုပ်လိုက်မယ် offline simulation လုပ်ကြည့်မယ်ပေါ့ bit တွေကို group ဖွဲ့ပြီးတော့သုံးတဲ့ဟာပေါ့လေသုံးတဲ့ဟာကိုတစ်ချက်စမ်းကြည့်မယ်ဆိုတော့အဓိကပထမဆုံးကြည့်ဖို့လိုတာကဒီဘယ်လိုပြောမလဲဒီထားတွေကိုဒီ device တွေကိုမသုံးခင်ဒီ device တွေရဲ့အလုပ်လုပ်ပုံကိုပထမဆုံးနားလည်ဖို့လိုတယ်နားလည်တဲ့အခါကျရင်ကျွန်တော်တို့ program ထဲမှာကျွန်တော်ဆွဲရမယ့် program တွေထဲမှာပေါ့လေဘယ်ဟာကိုဘယ် device ကိုဘယ်လိုသုံးလိုက်ရင်အဆင်ပြေမလဲဆိုတာမြင်လာတာပေါ့ဗျာဒီကောင် online M1 bit ကို online ပဲပေါ့နော် on မယ်ဆိုလို့ရှိရင် sorry ဒီကောင်ပြဖို့ကK1 A0 ဆိုတဲ့ဟာက anti 0 OUT out M10 နော်အောက်လုပ်လိုက်မယ် overall A1 overall A2 or ဆိုတော့ C ပယ်လေဆွဲရဆိုရင်ဒီ command or ခံပြီးတော့ရေးလို့ရတယ်ပေါ့ဒါ gate ရဲ့သဘောတဘာဝကျွန်တော်တို့ block ဒါက letter နဲ့ရေးလို့ဗျာ block နဲ့ရေးရဆိုရင် or ဆိုရင် or gate ကိုသုံးရမှာပေါ့လေand then on or not ဒါမျိုး logic gate တွေအကြောင်းကျွန်တော်ရှေ့ video တစ်ခုမှာလည်း logic gate တွေအကြောင်းပြောတာရှိပါတယ်သွားကြည့်လို့ရပါတယ် okay ဆိုတော့ A3 ပေါ့လေမြင်တောင်မှုမြင်စေခြင်းလို့ပြောပြokay ဆိုတော့ offline simulation လုပ်လိုက်မယ် online simulation လုပ်လိုက်မယ်ပေါ့လေဆိုတော့ကျွန်တော်ဒီဟာကိုဆိုချင်တာက bit တွေကို group ဖွဲ့ပြီးဘယ်လိုလုပ်လဲဆိုတော့မြင်စေခြင်းလို့ကျွန်တော် move instruction ကိုသုံးထားတယ် move ဆိုတာက data move လုပ်မယ်ပေါ့ကျွန်တော် bit တစ်ခုကို online bit ကို on မယ်ဆိုလို့ရှိရင်ဒီကောင်ပထမဆုံး bit on သွားပြီ1ဆိုတာဝင်သွားပြီနောက်တစ်ဖက် on မယ်3နောက်တစ်ဖက် on မယ်7ပေါ့နော်နောက်ဖက် on မယ်15တူတယ်15ရှိတယ်4 bit တစ်ခု4 bit တစ်စုံလုံး on လိုက်ရင်ဒီ data register မှာ decimal ကိန်းဂဏန်းအနေနဲ့15ရတယ်ပေါ့ဗျာ15ကဒီကောင်ကဒီ bit တွေကို group ဖွဲ့ပြီးအလုပ်လုပ်တဲ့သဘောကိုပြချင်တာဒါပေမဲ့ဆက်ပြီးတော့ဒီ15ကဘယ်လိုကြောင့်15ကြီးဖြစ်လာလဲပေါ့နော်ဘယ်လိုကြောင့်15ကြီးဖြစ်လာလဲဆိုတော့ဒါကိုထပ်ပြောပြရမယ်
ငါဖြစ်လာဆိုကျွန်တော်တို့က binary ကိန်းစဉ်တစ်ခုမှာဒီ4 bit ဆိုတဲ့တအုပ်စုပေါ့လေဒီတအုပ်စုကဒီမှာဒီပထမဆုံး prima bit ဒုတိယတတိယသုတ်ထားပေါ့နော်ဒီလေးခုမြောက်က binary ကိန်းကိုအခြေခံပြီးပိုင်းအခြေ2ကိုအခြေခံတာပထမ bit က2 power 0ဒုတိယ bit က2 power 1ဒီကောင်တွေကကျွန်တော်တို့ဟိုပြန်ပြောမယ်ဆိုလို့ရှိရင်ဒီ bit ရဲ့ weight ပေါ့လေဒါ first bit ရဲ့ weight second bit ရဲ့ weight third bit ရဲ့ weight fourth bit ရဲ့ weight ပေါ့လေ weight ဆိုတာကပထမ bit ရဲ့ weight က2 power 0ဆိုတော့1ဒုတိယ bit ရဲ့ weight က2 power 1ဆိုတော့2နော်တတိယ bit ရဲ့ weight က2 power 2ဆိုတော့4ဆိုတော့ပြလေးခုမြောက် bit က2 power 3ဆိုတော့8ပေါ့ဒီကောင်လေးခု1 1ဆိုတဲ့အခြေအနေပေါ့လေဆိုတော့1 1ပထမ bit ကလည်း1ဒုတိယ bit ကလည်း1ဆိုလို့ရှိရင်ဒီ bit တွေရဲ့ weight က15 decimal ကိန်းကရ DEC ပေါ့နော်decimal ကိန်းကရ15ရတယ်ပေါ့ total 15ရတယ်အဲဒါကြောင့်မို့ဒီမှာကျွန်တော်တို့ simulation လုပ်တဲ့အခါမှာ15လို့ပြတာဖြစ်တယ်ဆိုတော့ဒါက bit တွေကို group ဖွဲ့ပြီးတော့သုံးလို့ရတယ်ဆိုတော့သိစေချင်တယ် okay